မြို့တော်ဝင်ဟာဒီထရိုက်မြို့ကိုအန်ရအရှိဆုံးမြို့ဖြစ်သတ်မှတ်ကြေညာလိုက်ပြီးနောက်လမ်းမတွေပေါ်မှာအကြမ်းဖက်မှုတွေပြည်လာတဲ့ထိုအိမ်ယာစီမံကိန်းနေရာကိုကျန်းတဲ့မြို့တွေနဲ့အဆက်အသွယ်ဖြတ်တောက်လိုက်ပါတယ်။နှစ်ပေါင်း40အတွင်းလူသတ်မှုအမြင့်ဆုံးဖြစ်လာတဲ့ Brick Mansion အိမ်ယာစီမံကိန်းကိုဝင်ထွက်ခွင့်မရှိတဲ့နယ်မြေဖြစ်သတ်မှတ်ရန်ပေ40တတိုင်းတွေနဲ့တီးခြားခွဲထုတ်ဖို့ပြင်ဆင်နေပါပြီ။အမိန့်ထုတ်ပြန်ခဲ့တဲ့မြို့တော်ဝင်ကတော့မြို့ရဲ့တန်ဖိုးရှိဆုံးမြေဧက20ပေါ်မှာဖွံ့ဖြိုးရေးစီမံကိန်းတည်ဆောက်မယ်လို့စီးပွားရေးသမားတွေကိုမဲဆွယ်နေပါတယ်။အစည်းအဝေးတက်လာတဲ့လူတွေကတော့ဒါဟာ Brick Mansion အိမ်ယာ project ဖြစ်နေလို့အကုန်ဖြတ်ချမှရမယ့်နေရာအတွက်လက်ရှိနေထိုင်သူတွေကိုဘလို့စီစဉ်ပေးမလဲဆိုလို့မြို့တော်ဝင်အနေနဲ့မြို့သူမြို့သားတွေကိုစောင့်ရှောက်ပေးသွားမှာပါလို့ကတိပေးပါတယ်။အဲ့ဒီပိတ်ဆို့နယ်မြေအတွင်းကလူတယောက်ဟာအကြောင်းအရာတစ်ခုအတွက်ဆုံးဖြတ်ချက်ချနေပြီးအပြင်ဘက်ကအကင်ကင်နေတဲ့လူတွေထံကားတစ်စီးထိုးရလာသလိုဆိုင်ငယ်နဲ့ရောက်လာတဲ့ K2 ဆိုသူကသူပေးစရာရှိလို့လီနိုကိုလာရှာတဲ့အကြောင်းရှင်းပြနေပါတယ်။အပေါ်မှာလီနိုရှိမှန်မှန်သူသိနေပြီးအဲ့ကောင်ကကီလို20နဲ့ဒီရက်ကွက်ကိုပြောင်းလဲနိုင်မယ်ထင်နေရဆိုလို့တနက်နဲ့ထုတ်ချိန်လိုက်ပါတယ်။ကိုကင်းထုတ်တင်တဲ့လီနိုဆိုသူကတော့အဖြူတွေကိုရေချိုးခံတဲ့တွန်ချကဖျက်ဆီးနေချိန်အောက်ကလူတွေကအဆောင်2ယောက်ကိုတက်ပြီးလက်နက်အစုံတွေနဲ့ဝင်လာနေကြပြီဖြစ်ပါတယ်။ရေတွေတဲကိုကျန်းတိုက်ဆေးတွေနဲ့ရောပြီးဖျက်ဆီးနေသူလီနိုထံလမ်းပြခိုင်းနေတဲ့ K2 တို့အဖွဲ့ဟာအခန်းရှိကိုရောက်လာကြပြီဖြစ်ပါတယ်။တကားကိုဖျက်ဆီးတော့မဲ့အချိန်အခန်းထဲကခုံထွက်လာတဲ့လီနိုကတနတ်သမားအားလုံးကိုတိုက်ခိုက်ကမြောက်တကောင်လိုခုံကျော်ထွက်ပြေးနေပေမဲ့အဆောက်အဦထဲကလူတွေကတော့မထူးဆန်းသလိုလွတ်ထားကြပါတယ်။ K2 ဟာသူ့ကိုကင်းကီလို20ကိုဘတ်တပ်ထဲမှာခြေကွဲစွာတွေးလိုက်ရလို့တာမိန်တက်တာမခံရခင်လီနိုကိုတတ်ဖို့လိုက်သွားပါတယ်။အဆောက်အဦကိုဝင်လိုက်ထွက်လိုက်နဲ့ပြေးလွှားတိုက်ခိုက်နေသူလီနိုကိုလိုက်မမီတော့လို့လက်ပစ်ပုံးနဲ့တိုက်ခိုက်ပြီးမဲ့အသက်ရှင်လျက်လွတ်မြောက်သွားပါတယ်။ဝီစကီတစ်ခွက်တချင်းတစ်ပုတ်နဲ့တာမိန်အလက်ဇာနာရဲ့အဖွဲ့ကြောင့်လေးလာနေတဲ့ဒေမီယန်ဆိုသူဟာသူ့ရဲ့ပထမဆုံးပြစ်မှတ်ကိုအမှတ်သားပေးလိုက်ပါတယ်။စားတောက်ဆိုင်တစ်ခုရဲ့ဝိုင်းမှာဘသူငါဖုန်းနံပါတ်ကို K2C ပေးလိုက်တာလဲဆိုတဲ့ George အမည်ရဘဲကပစ္စည်းတော့ပျောက်သွားလို့တာမိန်တက်တာမခံရခင်ကိုကင်းကီလို20လိုအပ်နေလို့ Brick Mansion စီပစ္စည်းပို့ပေးရမယ့်တာဝန်ကိုဘသူယူမလဲလို့မေးတဲ့အခါဒေမီယန်ကသူအေးဆေးကန်တွယ်နိုင်တယ်လို့ဆိုပါတယ်။တီးခြားနယ်မြေအတွင်းမှာအသီးရွက်လီးနေတဲ့တာမိန်အလက်ဇန္နာဆိုသူကသူ့နောက်မှာရောက်လာတဲ့ K2 တို့အဖွဲ့ကိုပါဝင်ပစ္စည်းသာမှန်ရင်ဘယ်တော့မှဟင်းချက်နီမမကြောင်ပြောဆိုနေပြီးသူအချိုးချပေးထားတဲ့ကီလို20ဟာလီနိုရဲ့လက်ထဲပါသွားလို့လူအင်အားပြည့်စုံနဲ့ပြန်ယူခိုင်းမိမယ်ဖွလည်းမရဓမ္မပါသုံးလာပြီးမို့အပြစ်တင်နေပါတယ်။မိန်းမတရားကိုအပြစ်ပုံချရန်မကြိုးစားဖို့နဲ့မင်းကြောင့်လူ9ယောက်ဆုံးရှုံးသွားတဲ့အတွက်ငါပေးရမယ့်နင့်နာကြီး9ခုတိုးသွားပြီဖြစ်လို့6ယောက်မြောက်ကိုတတ်လိုက်တင်လာလို့မေးပါတယ်။အကြံကောင်းရှိလာလို့မင်းနေချိန်ဆက်ဖြက်ဖြက်လုပ်နေတဲ့တကောင်ကိုပြစ်တက်လိုက်ပြီး6ယောက်မြောက်တတ်လိုက်တဲ့တာမိန်ကဘာဆက်လုပ်မလဲလှည့်မင်းနေပြီမို့လီနိုရဲ့ရည်သားကိုဖမ်းပြီးစစ်မေးလိုက်ရင်အဲ့ကောင်တေချာပေါက်ထွက်လာလိမ့်မယ်ဆိုတဲ့အတွက်ဖမ်းမမိမချင်းပြန်မလာရန်ထပ်မံခိုင်းစီလိုက်ပါတယ်။ဆိုင်တစ်ခုရှိမှရက်လာတဲ့ကားကိုတစ်ဖက်ဖန်ကားပေါ်ကစောင့်ကြည့်နေကြပြီးကားပေါ်မှာဆင်းလာတဲ့ George ကသူနဲ့တစ်နှစ်လောက်အလုပ်တွဲလုပ်ခဲ့သူဒေမီယန်ကိုအချောက်လျှော့ဆိုင်နဲ့ခေါ်သွားပါတယ်။ဆိုင်ပိုင်ရှင်တရုတ်လူမျိုးကိုတရုတ်လူနှုတ်ဆက်လိုက်တဲ့နောက်တီးတန်းကွန်တစ်ခုနဲ့အဝိရှော့သက်ကိုဖွင့်ဝင်သွားတဲ့အခါရိုးဝက်ခန်းတစ်ခုတည်းရောက်တာနဲ့ဒေမီယန်ကသူ့နိုင်မှာအချက်ပြကိုဖွင့်လိုက်ပါတယ်။တရုတ်မိန်းကလေးလုပ်သားတွေကို K2 တန်ပို့မဲ့ကီလို20ပြင်ဆင်ခိုင်းလိုက်ပြီးဘိန်းပင်တွေလမ်းဘေးတင်ပေါက်နေတဲ့အရှိတောင်အာရှမှာမူရစ်တန်ဖိုးသိမ့်မရှိလာပေမဲ့နေစားတစ်ခုကိုဖျက်ကျော်တိုင်းတန်ဖိုး3ဆတက်သွားပြီးအမေရိကန်ကိုရောက်တဲ့အခါမှာတော့အမျက်ကအကန့်အသတ်နဲ့ဖြစ်သွားရလို့ရှင်းပြပါတယ်။သို့ပေမဲ့ကိုပိုင်နယ်သက်မျိုးလိုဖြစ်လာတဲ့ Brick Mansion ကြောင့်ကိုကင်းတွေတစ်နှစ်ကို9တန်းနှုန်းနဲ့တန်ဖိုးအမြင့်ဆုံးပေးတက်လာကြောင်းရှင်းပြရင်ထိုနေရာကိုပစ္စည်းပို့ရန်လမ်းကြောင်းကြိုထည့်ထားတဲ့ GPS ပစ္စည်းတစ်ခုကိုပြပါတယ်။ဒီအချိန်အပြင်ကစောင့်ကြည့်နေတဲ့ကားကိုတတိထားမိသွားလို့တနက်ထုတ်ယူလာတဲ့ George ကအတွင်းသက်ရှိုးကိုရှာနေတော့ဆေးကြောင်နေတဲ့ဘဲကငမန်းကန်ကိုသွားခောက်နေလို့ပြတ်တက်ခံလိုက်ရပါတယ်။ဒေမီယန်စီတနက်အပြီးအကုန်ထွက်ပြေးခိုင်းနေချိန်မှာနိုင်ကိုအချက်ပြလိုက်တဲ့ဒေမီယန်ကြောင့်ရဲတွေကဝင်စီးဖို့ပြင်ပါတယ်။အသွင်ယူထားတဲ့ဒေမီယန်က George ကိုဖမ်းဆီးလိုက်ပြီးတနက်အားလုံး9ကန်နဲ့ထည့်ခိုင်းနေချိန်တည်နေတဲ့တယောက်စီကတနက်ကြောင့်အပြန်လန်ပြစ်ခတ်ကုန်ကြပါတယ်။လက်နက်မပါတဲ့အဆောင်တွေကိုရှင်းလင်းနေချိန်လက်နက်ကန်တွေကြောင့်ထွက်ပြေးခဲ့ရပြီး George ရဲ့ကားနောက်ခိုတက်သွားပါတယ်။ကားကိုအရှိန်မြင့်ပြီးခါချဖို့ကြိုးစားပေမဲ့ဆက်လိုက်လာတဲ့ဒေမီယန်ကိုတနက်နဲ့ဇက်တိုက်ပစ်နေရမှုနောက်ဖုန်းထဲကဝင်ပြီး driver ကိုတွန်းချကသူ့ကိုဇက်တိုက်ထိုးနှက်နေတဲ့ George ကိုရဲစခန်းတစ်ခုရှိကဘလော့တုံးနဲ့ဝင်တိုက်ပြီးစခန်းထဲကိုအရောက်ပို့ပြီးလိုက်ပါတယ်။လက်နက်ချပြီးထွက်လာခိုင်းနေတဲ့ရဲတွေကိုအဲ့ဒါအလိုရှိဆုံးစီးရင်ထဲကလူဖြစ်ကြောင်းနဲ့သူဟာမူရစ်တိုက်ဖြတ်ရေးစုံတော့လို့ရှင်းပြပြီးမဲ့ ID ပြခိုင်းနေလို့လက်ကလက်ထောင်ပြလိုက်ပါတယ်။အဲ့ဒီနောက်အိမ်ပြန်ရောက်လာပြီးဓာတ်ပုံတစ်ပုံကိုကြည့်ကအသွင်ယူထားတဲ့ပုံစံကိုရှင်းလင်းပြီးနောက်သူ့ရဲ့နောက်ပြစ်မှတ်ကတာမိန်လို့မှတ်သားလိုက်ပါတယ်။ Brick Mansion ကထွက်မဲ့ K2 တို့အဖွဲ့ကိုစစ်တပ်ရာရှိတယောက်ကတနာရီပဲဆိုလို့ခွင့်ပြုပေးလိုက်တဲ့အတွက် Detroit မြို့ထဲဝင်ရောက်သွားပါတယ်။အဲ့ဒီနောက် waitress လုပ်နေသူလိုလာဆိုတဲ့မိန်းကလေးကိုလက်နက်ပြချင်းချောက်နေလို့ထွက်ပြေးဖို့ကြိုးစားပေမဲ့ K2 ကဖမ်းဆီးခေါ်ဆောင်သွားပါတယ်။ဒေမီယန်တယောက်ဆေးလိပ်ခိုးတောက်နေတဲ့သူ့အဖိုးစီသွားတဲ့အခါ George အဖမ်းခံရတဲ့သတင်းကိုဖတ်နေသူအဖိုးဟာပိုပိုတတရေးထားတာမို့စွန့်မယုံမှုမှပေမဲ့မူရစ်စုံတော့ငတုံးတကောင်ကကားကို
ကီလို80နှုန်းမောင်းခဲ့ပြီးကြီးအချက်ပေါင်း300လောက်ပစ်ခဲ့တယ်လို့ဖတ်ပြနေပါတယ်ဒေမီယန်ကတော့သူတာမိန်ကိုလက်စားချေနိုင်ဖို့နီးစပ်လာပြီလို့ပြောပြတဲ့အခါတရားမျှတမှုနဲ့လက်စားချေတဲ့ကိစ္စကတူတာမျိုးမဟုတ်ပဲငါမှမင်းတယောက်ပဲရှိတော့တာဆိုလို့ဒါဆိုသဘောတူညီချက်အနေနဲ့သူနောက်ဆုံးလူယုံမှတယောက်ကိုဖမ်းနေချိန်မှာတရက်ကိုဆေးလိတ်တလိတ်နှုံးမဲ့တောက်ရန်တောင်းဆိုခဲ့လိုက်ပါတယ် Break Mansion နဲ့ဖမ်းခေါ်ခံလာရတဲ့လီနိုရဲ့ရည်သားလိုလာကိုအခန်းတစ်ခုတည်းဆွဲခေါ်လာပြီးအင်ကြီးကိုဖျဲနေစဉ်ဘာလို့နေရလဲဆိုတဲ့အတန်နဲ့တာမင်းရောက်လာပါတယ်အဲ့ဒီနောက်ရေဆယ်စီကတင်နှုံးသားနဲ့လိုလာကိုကြိုးဖြတ်ပေးလိုက်ပြီးအလုပ်ကိစ္စဆွေးနွေးရအောင်လို့ဆိုပါတယ်မင်းကြီးသားကိုလိုချင်တယ်ဆိုလို့သူမမှရည်သားမရှိကြောင်းညင်းပေမဲ့လီနိုချောင်းမင်းနေတဲ့တာမင်းကိုသူတို့ပြတ်သွားတာကြာပြီလို့ရှင်းပြပါတယ်သူကြားထားတာတော့အဲ့လိုမဟုတ်ဘူးဆိုတဲ့အတွက်အဲ့ဒါဆိုလဲဘာတွေကြားလာလဲဆိုတာကိုခ ्यू မဆိုင်တဲ့စင်းနဲ့သူမကိုထဲလိုက်ရန်ပြန်ဖြဲနေလို့လီနိုပေါ်မလာတဲ့အထိဘဲမတော်ခွင့်မရှိကြောင်းသတိပေးနေစဉ်အမိုးပေါ်ကခုတ်ချလာတဲ့လီနိုကသူ့ခေါင်းကိုတနက်နဲ့ချိန်ရွယ်လာပါတယ်သူ့ရည်သားကိုနှုတ်ဆက်နေလို့နေပါရီလုံးနေလေရောတိလာလို့အခြေတင်ဖြစ်နေတဲ့အတွက်မင်းတို့သမီးရည်သားပြဿနာအတွက်သူ့လက်မင်းပေါ်ကတနက်ကိုဖယ်ပြီးရှင်းရန်တာမိန်ကဝင်ပြောပါတယ်အဲ့ဒီနောက်တာမိန်နဲ့ခေတူးကိုတနက်နဲ့ချိန်ခေါ်လာကြတဲ့အခါမင်းစီကကီလို20ပြန်မယူပဲလွတ်ပေးမယ်ပြောပေမဲ့ဒီရက်ကွက်မှာမူရစ်ဆေးလုံးဝမရောင်းမရမယ်ဆိုတဲ့လီနိုကိုမင်းကောင်မလေးနဲ့ဘလောက်ဝေဝေပြေးနိုင်မှာလဲလို့သတိပေးတဲ့အခါတကားနဲ့တန်ချိုးကိုခတ်ခဲ့ပြီးဂိုင်းကောင်းဆောင်ကိုတစားကန်လှုပ်ထွက်ဖို့ကြိုးစားကြပါတယ်သူ့ဘေဘီလိုပြနေတဲ့တာမိန်ရဲ့ကားကိုလိုလာမောင်းရန်တော့ပစ်ပေးလိုက်ပြီးတာမိန်နဲ့တူမောင်းပြေးသွားပြီးမို့ခေတူးတို့အဖွဲ့လည်းနောက်ကလိုက်သွားကြပါတယ်ဝင်ထွက်သွားလာခွင့်ပိတ်ထားတဲ့မြို့ထဲမှာတအုံတမကြီးတနက်နဲ့လိုက်ပစ်နေလို့အတင်းစွန့်မောင်းနေတဲ့လိုလာကိုငါကားပြက်စီးသွားလိမ့်မယ်လို့တာမိန်ကသတိပေးနေရပါတယ်နောက်ကကားတွေလက်ထဲမရောက်အောင်လိုလာကအားကုန်မောင်းနေပြီးနောက်ဂိတ်ချထားတဲ့လက်နက်ကင်စစ်တပ်ထံမောင်းဝင်သွားလိုက်တဲ့အတွက်ခေတူးတို့အဖွဲ့လည်းတားမြစ်နေရအပြင်မှာကားတွေရပ်ပြီးစောင့်ကြည့်နေပါတယ်တာမိန်ကိုအထဲဆွဲခေါ်ကအရာရှိစီအလိုက်ပြီးမဲ့အဖမ်းခံလိုက်ရတာလီနိုဖြစ်သွားပြီးသူအလူငွေပေးထားတာအလက်ကားမဖြစ်ဘူးပဲဆိုတဲ့တာမိန်ကလိုလာကိုပြန်လဲဖမ်းခေါ်သွားတဲ့အတွက်မင်းကိုတတ်မယ်လို့အော်နေသူလီနိုအားသူကနိုင်ငံရေးသမားတစ်ယောက်ဖြစ်ပြီးဒါဟာနိုင်ငံရေးလို့ခေါ်ကြောင်းနဲ့ဒါကဘဝပဲလို့ပြင်သစ်လို့ခြေပသွားပါတယ်အဲ့ဒီနောက်သူ့ကောင်မလေးကိုလူယုံမရီလက်ထဲထည့်ပေးလိုက်တဲ့ကွန်မန်ဒါရဲ့ဝင်ရိုးကိုညှစ်ခါခေါင်းကိုဒူးနဲ့အားကုန်တိုက်ချိုးပစ်လိုက်ပါတယ်စုံနောက်ဒေမီယန်ကတော့မျိုးတော်ဝင်နဲ့တွေ့ဖို့စောင့်နေပြီးအခန်းထဲဝင်သွားတဲ့အခါသူ့အဖေရဲ့မိတ်ဆွေဆိုသူတွေကမင်းတို့ကော်လီယာမိသားစုဟာဒီမျိုးအတွက်ထူးခြားတဲ့ဂုဏ်သတင်းရှိသူဖြစ်ပြီးဒေမီယန်ရဲ့အဖေက Break Mansion ကိုဦးဆောင်စီးနှင်းခဲ့သူဖြစ်ပေမဲ့မတော်တဆသိဆုံးခဲ့ရလို့တတိုင်းဆောက်မဲ့ဥပဒေပေါ်လာကြောင်းမျိုးတော်ဝင်ကရှင်းပြနေပါတယ်မေဂျာရီနာကလည်းအဲ့ဒီရက်ကွက်နဲ့ပတ်သက်ရင်ကျွမ်းကျင်သူဒေမီယန်ကိုမင်းညကအစိုးရတည်ယူပို့ဆောင်ရေးရင်တစီယာထရက်ကာတစ်စီးနဲ့ပြန်ပေးဆွဲသွားတဲ့အကြောင်းပြောပြနေလို့ဘာပါသွားလဲမေးကြည့်တဲ့အခါ neutron ဘုံတစ်လုံးပါသွားတယ်လို့ဆိုပါတယ် NAD လို့ခေါ်တဲ့ neutron အကူကရိယာပစ္စည်းမှာခိုးယူမှုစမ်းကျင်ရန်ရန်တရားတစ်ခုရှိနေတဲ့အတွက်ပုံမှန်မဟုတ်ပဲဖွင့်ဖို့ကြိုးစားတာနဲ့ဘုံကအသက်ဝင်သွားမှာဖြစ်ပါတယ်ဒါကိုဖျက်ဆီးဖို့ဒေမီယန်ကအထဲခိုးဝင်ပြီးဘုံကိုရှာတွေ့တာနဲ့ဘုံဖြုတ်ဖို့ကုန်းနံပါတ်ကိုသူတို့စီဆက်သွယ်ဖို့မှနေရကြောင်းအချိန်ယူအစီအစဉ်ဆွဲရမယ့်မစ်ရှင်မှာဘုံကဘယ်နားမှာရှိလဲမေးတော့ Break Mansion ကတနေရာမှာလို့သာဖြေနိုင်ပါတယ်ဘုံကိုယူသွားသူတာမိန်အလက်ဇန္ဒာဟာတစ်ချိန်ကစစ်သားဟောင်းကနေမှောင်ခိုလက်နက်ရောင်းဝယ်သူဖြစ်လာပြီးဂိုင်းကြီးကြီးတစ်ခုတီထောင်ကမျိုးကိုမွေးစေဝါလုပ်ငန်းနဲ့တိမ့်ပိုက်ထားတဲ့သူဟာတမ်မဏိလက်သီးနဲ့အုပ်ချုပ်သူလို့ဆိုပါတယ်တသက်လုံးလိုက်ဖမ်းဖို့စ조사နေသူဒေမီယန်လည်း Break Mansion ကထွက်လာမှာမဟုတ်တဲ့တာမိန်ကိုဝင်ဖမ်းရန်ဒေသခံနယ်မြေကျွမ်းကျင်သူလိုတယ်ဆိုလို့တိုက်ရိုက်ခိုက်ရိုက်ကောင်းတဲ့ပြင်သစ်ကာရီဘီယန်သားလီနိုရှိတယ်လို့အသိပေးပါတယ်ရမယ့်ချိန်10နာရီကိုပြစ်ဒဏ်ကြအကျဉ်းသားတယောက်နဲ့တွဲလို့ရမယ့်ဒေမီယန်ကလီနိုဘာမှုနဲ့ထောင်ကြတာလဲပြီးတော့ရဲတယောက်ကိုတတ်မှုလို့ဆိုပါတယ်အချုပ်ထဲကလီနိုကိုထောင်ထဲရွှေ့ပြောင်းဖို့ဘန်ကားပေါ်တင်နေချိန်နောက်ထပ်ဖမ်းလာသူကရဲတွေကိုခုခံနေလို့အရိုက်ခံနေရသူဒေမီယန်ဖြစ်ပါတယ်လမ်းပေါ်ရောက်လာတော့ဗဇက်ထဲကအပ်နဲ့လက်ထိပ်ဖြုတ်လိုက်တဲ့ဒေမီယန်ကနောက်တကားကိုဖွင့်ပြီးအဆောင်ရဲတွေကိုပါတိုက်ခိုက်တွန်းချကသူ့အတွက်သတင်းပေးဖြစ်လာမဲ့လီနိုကိုအောင်မြင်စွာကယ်ထုတ်နိုင်ခဲ့ပါတယ်တရားတစ်ခုအောက်ရောက်တော့လီနိုရဲ့လက်ထိပ်ကိုဖြုတ်ပေးလိုက်ပြီးဘာမှမပြောဘဲထွက်သွားတော့မဲ့အချိန်သူဒီကားကိုလိုတဲ့ဆိုကအချင်းချင်းတိုက်ခိုက်နေကြပါတယ်နောက်တော့ဓာတုကားပဲမို့လမ်းကြုံလိုက်ချင်းရင်အမြန်တက်ရမှာကလမ်းကြောင်းတွက်ချက်နေတဲ့ပစ္စည်းကြောင့်ဘယ်သွားမှလဲပြီးတော့ Break Mansion လို့ဖြေတဲ့အခါလွန်ခဲ့တဲ့3မိနစ်ကတည်းလက်ထိပ်တန်းလန်းတဲ့သူတို့ကအဲ့ဒီကိုဘာသွားလုံးမှလဲမင်းနေလို့သူတငယ်ချင်းကိုတတ်သွားတဲ့တာမိန်ကိုဖမ်းမှလို့ဆိုပါတယ်လီနိုကတော့သူ့ရည်သားဟောင်းကိုလည်းဖမ်းလာလို့ဘလို့အထဲဝင်မှလဲမီတော့မှောင်ခိုလမ်းကြောင်းတစ်ခုရှိတဲ့ဆိုကနောက်ကလိုက်လာတဲ့ရဲတွေကိုတတိုင်းကိဝါအထိခေါ်လာခဲ့ပြီးတတိုင်းဘေးကတကားဟောင်းတစ်ချက်ကိုအရှိန်ကုန်တိုက်ဝင်သွားပြီမဲ့ဗရိမမီတော့တဲ့ကားကိုကြုံညာတိုက်ပြီးရက်လိုက်ကြပါတယ်ဒါကိုတွေ့သွားတဲ့ကလေးတယောက်ကြောင့်အမြန်သွားမှဖြစ်မဲ့ဆိုတဲ့ဒေမီယန်ကိုလက်ထိတ်ခတ်ကမင်းကရဲဆိုတာကိုတမိုင်အကွာလောက်ကအနက်ခံနိုင်တယ်ဆိုတဲ့လီနိုကရဲလက်ဆွဲစာအုပ်ထဲကမထင်မှတ်တာတွေဖြစ်တတ်တယ်ဆိုတဲ့အခန်းကိုကြုံရင်ပြန်ဖတ်ကြည့်ဖို့မှရင်ထားသွားပါတယ်ချက်ချင်းဆိုသလိုတနက်နဲ့ချိန်လာတဲ့ဘဲကသူ့ကားကိုဝင်တိုက်လို့ရော်ကြီးတောင်းနေတဲ့အတွက်နောက်ကအဖွဲကိုပါဦးအောင်ဆုံး
ဆုံးမနေတဲ့တိုက်ခေါက်မှုပေါ်ကတနက်နဲ့ဝိုင်းပြစ်နေလို့ထွက်ပြေးခဲ့ရပါတယ်။တာမင်းကသူဖမ်းထားတဲ့လိုလာကိုအဲဝစ်ကြီးရဲ့လာမင်းနေပြီ။သူဟာဒီရက်ကွက်ထဲကလူတွေကိုအလောက်ကင်ပြီးကျွေးမွေးထားသူလို့ရှင်းပြရင်တရားမဲ့ဆိုရင်တော့ရည်ရွယ်ချက်ကောင်းကောင်းရှိတဲ့လီနိုကိုသူသဘောကျတယ်လို့ဆိုပါတယ်။မကြခင်လီနိုဒီကိုရောက်လာမယ်ဆိုတဲ့သတင်းကောင်းကထောင်ကထွက်ပြေးသွားလို့ဖြစ်ကြောင်းပြောပြနေစဉ်အမိုးပေါ်မှာပစ္စည်းတွေအစ်စ်မဲ့ဆိုလို့ဘေးကစူညံနေတဲ့ဂိမ်းပွဲကိုဖျက်ဆီးပြီးထွက်သွားပါတယ်။လိုလာကိုစောင့်ကြည့်နေသူလီနိုဟာနောက်ကရောက်လာတဲ့ဒီမီယန်ကလက်ထိပ်ပြန်ခတ်လိုက်ပြီးသူရဲဆိုတာကိုဘလို့သိလဲမိတော့ဒီနေရာနဲ့မအပ်ဆက်သူလို့ဖြစ်ကသူဒီမှာရှိမှန်ဘလို့သိလဲဆိုတဲ့လီနိုကိုခြေရာကန်ဆက်ထည့်ပေးလိုက်တာလို့ပြောပြပါတယ်။ဒီမှာတရားဥပဒေတည်တံ့ရှိပြီးသူတက်ခဲ့တဲ့ရဲကလည်းလက်စားတဲ့ကောင်ပဲဆိုလို့တာမိန်စီမှာရှိနေတဲ့နျူထရွန်ဘုံကြောင့်အသိပေးကအပြင်ကလူတိုင်းမကောင်းတာမဟုတ်သလိုဒီတဲကလူတိုင်းလည်းဆေးဆွဲနေတာမဟုတ်လို့အပြစ်မဲ့သူတွေတရားမှာကိုဂီယူမဆိုင်ရင်လည်းမင်းကောင်မလေးကိုနှုတ်ဆက်ကြောင်းတဆင့်စကားပြောပေးမယ်ဆိုကထွက်သွားပါတယ်။ဘုံเจ้าကလိန်ပြောနေတာမဟုတ်ရင်သူတို့အားလုံးမသိခင်လိုလာကိုကဲကျင်သေးတယ်ဆိုလို့လက်ထိပ်ဖြုတ်ပြီးသူ့ကိုတတ်မှလာမိတဲ့အခါသူတတ်ချင်ရင်ဒီမီယန်တည်နေပြီလို့ဆိုပါတယ်။လက်ထိပ်ဖြုတ်လိုက်တဲ့လီနိုကဖုန်းပါရင်ပေးဖို့တောင်းလိုက်ပြီးတာမင်းကိုသူလာပြီလို့ပြောကထွက်သွားတော့မှမို့ချင်းသေးတွေနဲ့ဒီတိုင်းဝင်သွားမလို့လာမီတော့ဘယ်ချင်းသေးမှမျောလင့်ထားမှမဟုတ်ကြောင်းဖြေသွားပါတယ်။သူမကိုတင်နှုံးသားနဲ့ချင်းချောက်နေတဲ့ရေဆယ်အလက်မှာအချုံနောင်ကိုဖိလိုက်ပြီးတိုက်ခိုက်ထွက်ပြေးဖို့ကြိုးစားပေမဲ့လူလိမ့်နေအောင်ပြန်လဲဆုံးမခံနေရတဲ့အချိန်အလွန်ကြိုမလုံးနဲ့ဆိုတဲ့စကားပြောသားကြောင့်အလျှော့ပေးလိုက်ပါတယ်။ခတ်တီတီနဲ့လမ်းလျှောက်လာတဲ့ဒေမီယန်တို့ကတော့သူတို့ကိုတာမိန်စီပိုးပေးစမ်းဆိုပြီးလမ်းလျှောက်ဝင်ချသွားပါတယ်။ဒီမှာပြန်ပေးဆွဲသွားတဲ့ကားလည်းရှိနေတာမို့ဟင်းချက်နေတဲ့တာမိန်ရှိရောက်သွားတဲ့လီနိုကဒီကောင်ကခမားယူထားတဲ့ဘုံကိုဖျက်ဆီးဖို့လာတဲ့ရဲလို့ဒေမီယန်ကိုထိုးထည့်ပေးလိုက်ပါတယ်။ကျေးဇူးတင်ကြောင်းရွှဲပြောနေတဲ့ဒေမီယန်ကိုဒီနေရာမှာရဲမရှိတာနှစ်ပေါင်းများစွာကြာနေပြီမို့မင်းကရဲမှုအစ်စ်လားလို့တာမိန်ကမေးပါတယ်။ဒါဆိုဘုံကိုပြန်ဝယ်မလားမင်းနေလို့သူကတတောက်တောက်မြည်နေတဲ့ကြောက်စရာဘုံကိုရက်တော့အောင်လုပ်မှလို့ပြောတော့တာမိန်ဆိုတဲ့သူကသူများကိုစိုးရင်အောင်လုပ်တတ်သူသာဖြစ်လို့အားလုံးပောက်ကွဲမသွားခင်ဝယ်မလားဒါမှမဟုတ်ထုတ်လုပ်တဲ့နေရာကိုပြန်ပို့ပေးရမလားဆိုကဘုံကိုပြစ်မဲ့ဒုံးကြီးတလက်ကိုခေါ်ပြလို့ကြည့်တဲ့အခါမိနစ်40ကျော်သာအချိန်ရမှန်းသိလိုက်ပါတယ်။ချိန်ထားတဲ့နေရာကဒီထရိုက်မျိုးတော်တက်တက်ဖြစ်ပြီးသူ့လက်ထက်ကခလုတ်တစ်ချက်နဲ့တင်မျိုးထဲပြန်သွားမှာမို့ငွေချောင်းစပြောရအောင်လို့ခေါ်ပါတယ်။လိုလာဘေးကင်းရက်လားဆိုလို့နောက်ထပ်ပြတင်းပေါက်ကခေါ်ပြတော့ထိုရော့ကတ်မှာတွဲချီရန်လိုလာကိုခေါ်ထုတ်လာတာမြင်လိုက်ရပါတယ်။ဒေါသထွက်သွားတဲ့လီနိုကိုဝိုင်းထိန်ကဒီကိစ္စကိုမြို့သားဆက်ဆန်ရှင်းဖို့လီလန်စည်းကိုသူ့အဖွဲ့သားတွေအလိုကျ12တန်းနဲ့စတင်တတ်မှတ်နေပါတယ်။ဒီနေရာမှာငွေကအဖိုးတန်တာမဟုတ်ပေမဲ့မင်းတို့မျိုးကလူတွေဘလောက်တန်လဲဆိုတာကိုဆုံးဖြတ်ရမှာဖြစ်ပြီးဒီကျဲငါးပွဲဟိုတယ်အဟောင်းကြီးတဲ့ကတကားဆောင်တဲ့ဝန်ထမ်းမိန်းကလေးတွေဟာလမ်းဘေးမှာဆေးထိုးနေကြပြီဆိုလို့အဲ့ဒါမင်းလောက်တာလို့ဆွဆွဲတော့ဒီအခြေအနေကိုဖန်တီးခဲ့တာသူမဟုတ်လို့ဈေးစကားဆက်ပြောရအောင်လို့ဆိုပါတယ်။တန်း20အထိရှောက်ပြောနေလို့ဘလောက်လို့ကျင်လဲမိတဲ့အခါမြို့ထဲမှာလူ3တန်းစီကတယောက်ကို$10နှုန်းနဲ့တန်း30လိုချင်တယ်ဆိုလို့သဘောတူတယ်ပြောနေသူဒေမီယန်ကိုရဲမှုအစ်စ်ကရသွားပြီလို့ကြေညာပါတယ်။နောက်ကလူရီစီဖုန်းဆက်ခိုင်းနေလို့ဘုံရှိတာသိကြသလိုပောက်ကွဲဖို့မိနစ်40ကျော်သာကြံကြောင်းအသိပေးလိုက်ပြီးတန်း30ကိုဟာဝိုင်ဘဏ်အကောင့်တောင်းရင်လွှဲဖို့ပြောပြလိုက်ပြီးမဲ့မြို့တော်ဝင်ကဘေးစရာပတ်စံမရှိဘူးညင်းလိုက်ပြီးကိုနီကိုဟန်နဲ့ဖြည့်ရှင်းခိုင်းသွားတာကြောင့်သူတို့ပတ်စံလွှဲပေးလိမ့်မယ်လို့ခတ်တီတီနဲ့ဖော်လျှော်လိုက်ပါတယ်။ဖုန်းကိုအရင်ဖြုတ်ခိုင်းမိမဲ့ငွေလွှဲဝင်ဖို့ဘဏ်ဖွင့်ချိန်25မိနစ်လဲကျန်နေသေးတဲ့အတွက်ညစာချက်လို့မပြီးခင်ဧည့်သည်တွေကိုအချုပ်ခန်းနဲ့တော့ပို့ခိုင်းလိုက်ပြီးတခါတလေဒုံးမြန်ပညာရှင်ဖြစ်ဖို့မလိုပဲဒုံးမြန်တစ်စင်းသာရှိဖို့လိုကြောင်းလဲပြောပြလိုက်ပါတယ်။အဲဒီနောက်လီနိုတို့ကိုအချုပ်ထဲပို့ကတန်း30မရမချင်းအဆောင်အသက်ထက်တန်ဖိုးရှိတဲ့ကောင်တွေကိုစောင့်ကြည့်ထားရန် K2 ကမှာသွားပါတယ်။ပတ်စံပြီးနိုင်ရင်ပြီးထင်နေတဲ့လီနိုတယောက်မျိုးတော်ကပတ်စံပေးစရာမရှိလို့လူ3တန်းတေရတော့မှန်မှန်တီတော့မှဒေမီယန်ကိုလူလိန်လို့ချိန်ဆပါတော့တယ်။မင်းတငယ်ချင်းကိုတာမိန်တက်ခဲ့တာကရောမှန်ရဲ့လာမင်းနေလို့မူရေးစေဝါနေနေမှုမှာလူချင်းကွဲသွားတဲ့သူ့အဖေကိုတာမိန်ကဖမ်းဆီးတပ်ဖြတ်ခဲ့တာလို့အမှန်တိုင်းပြောပြလိုက်ပါတယ်။ဒီတော့မှအဲကောင်ကိုပညာပေးကြသူဆိုကအသက်ရှူကျက်တလို့တွေထားလုပ်ပြလိုက်လို့အသက်နဲ့ရင်စောင့်ရှောက်ရမယ့်အဆောင်လဲအပြင်ကိုထုတ်ပေးမိလိုက်ပါတယ်။ဘုံကိုမှန်ပြောင်းနဲ့ကြည့်နေသူတာမိန်ကသူ့စိတ်ထဲတမျိုးဖြစ်နေလို့ဘုံကိုဘဲကရလာတာလဲကေတူးကိုမိတဲ့အခါလက်နက်ပြောင်းဖို့အဆောင်ချက်ပါမလာတဲ့ကားကြောင့်စခန်းကတကောင်တည်င်းပေးခဲ့တာဖြစ်ပြီးကားကတော့တန်လန်နဲ့အလွယ်တကူငွေရမှာမို့လောက်ခဲ့တာဆိုလို့လွယ်လွယ်ရတဲ့အရာတွေကိုဘယ်တော့မှမယုံရန်တတိပေးပါတယ်။ယောဂရချင်ဟန်ဆောင်လာတဲ့နှစ်ကောင်လဲအဆောင်တွေကိုတိုက်ခိုက်ထွက်ပြေးနေရပြီး free runner ဖြစ်တဲ့လီနိုကနိုင်ရန်ကြီးကိုအလွယ်တကူကြော်ပြသွားတာမို့ကြံနေခဲ့တဲ့ဒေမီယန်လဲမျက်နှာချက်ပေါ်ကခုန်ဆင်းလာပါတယ်။အဲဒီနောက်တာမင်းရဲ့ကားနဲ့ပြေးရန်လူတယောက်ကိုတိုက်ခိုက်နေချိန်ကားမှန်ကိုခွဲလိုက်တဲ့လီနိုကိုတောရှိချောင်းအသိပေးကတနက်နဲ့လိုက်ပစ်နေပြီမို့မောင်းပြေးခဲ့ကြပါတယ်။နောက်ကလိုက်လာတဲ့ကားတွေကိုဖုန်နေချားမှမျက်ခြေဖြတ်ခဲ့ပြီးမဲ့ဘုံစီပြန်လဲမဲ့လမ်းမှာစနိုက်ပါနဲ့အပြစ်ခံရလို့ကားကိုထိုးရလိုက်ရပါတယ်။ပြစ်ကွင်းမတာတော့တဲ့စနိုက်ပါကြောင့်အစီအစဉ်ကမြန်မြန်ပြေးဖို့လုပ်မှာလိုက်ပြီးခေတူးတို့မမြင်အောင်ဘတ်ကားတစ်စီးပေါ်တက်ပုံကြပါတယ်။ငုံနေဖို့တတိပေတာလီယာနဲ့ထားချောင်းနေတဲ့လီနိုကြောင့်တ
နက်နဲ့ဝိုင်းပစ်ခံရပြီးမဲ့ထိုနေရာကထွက်ပြေးနိုင်ခဲ့ပါတယ်။တယောက်စီခွဲပြေးရင်ပြန်ဆုံတဲ့နေရာမှာအုတ်ခဲနဲ့နောက်ကကားတွေကိုလှမ်းထုပြီးကားချင်းတိုက်အောင်ဖြည့်ရှင်းလိုက်ချိန်စနိုက်ပါသမားရဲ့ခြီကနရွက်ကိုရှမ်းမှန်လာတဲ့အတွက်ကြည်ဖြစ်နေတဲ့တနက်သမားစီတက်ခါအမောက်သိလိုက်ပါတယ်။ Break Machine ကိုစောင့်ကြည့်နေတဲ့အဖွဲ့ကမြို့တော်ဝင်ရုံးခန်းကိုဆက်သွယ်လိုက်ပြီးဂျိုးရူတပ်ပုံတွေအရရုရှားလုတ်ဒုံးကြီးအဟောင်းကြီးရဲ့ပောက်ကွဲအားက9မိုင်ပတ်လည်ရှိနေရကြောင်းအဲ့ဒါကိုမြို့ထဲပစ်လိုက်ရင်နျူထရွန်ပောက်ကွဲအားကဘုံကိုကျင်းအောင်တားဆီးနိုင်မှာမဟုတ်ကြောင်းတင်ပြကြပါတယ်။တာမင်းတို့ဘက်မှာလည်းဗန်ဖွင့်ပေမဲ့ငွေလွှဲဝင်မလာသေးလို့လှည့်စားခံနေရပြီးတွေးနေချိန်အကောင့်ထဲကငွေတွေကိုပါထုတ်ယူသွားတာတွေးလိုက်ရလို့ဒေါသကြီးဘုံကိုပြစ်လို့ရန်ရီဆယ်ကိုနေရာကရွှေ့ခိုင်းပါတယ်။မျိုးလဲကောင်ကိုပြစ်ဖို့ခလုတ်ပြင်းနေချိန်စနိုက်ပါနဲ့ဒေမီယန်ကထိန်းချုပ်ဆက်ကိုဖျက်ဆီးလိုက်ပြီးရေဆယ်ကိုမြင်ကွင်းကမောင်းထုတ်ရန်6ပစ်ပါတယ်။ကြီးကုံအောင်ပြစ်ပြီးတဲ့အချိန်တာမင်းက break machine မှလူမိုက်တွေကိုတေမလားတတ်မလားရွေးရန်အမိတ်ပေးပြီးအဆောက်အဦကိုပိတ်ဆို့ခိုင်းလိုက်ပါတယ်။မျိုးတော်ဝင်တို့ဘက်မှလည်းထိန်းချုပ်ဆက်ဖျက်ဆီးသွားကြောင်းအချက်ပြဝင်လာလို့အခွင့်အရေးရှိကြောင်းတိုင်ပင်နေကြပြီး break machine မှပတ်ပြင်းနေရတဲ့ဒေမီယန်တို့ကတော့အဆောက်အဦအပေါ်ဆုံးထပ်ကနေတစ်ဖက်ကိုခုန်ဖို့ခြေလမ်းတွက်နေသူလီနိုကြောင့်ဒါအကြံကောင်းမဟုတ်ဘူးလို့တတိပေးပေမဲ့စ조사ရင်အသေးခံမယ်လို့မင်းပြောခဲ့တာမဟုတ်လားဆိုကတစ်ဖက်အဆောက်အဦပဒင်းပေါက်တဲ့ခုန်ချသွားပါတယ်။နောက်ကလိုက်ခုန်တဲ့ဒေမီယန်ကတော့တွဲလောင်းကြီးဖြစ်နေလို့အောက်ကလိုက်ပစ်တာခံရပြီးအထဲဝင်လာတော့လေထွက်ပေါက်ကိုပိတ်ခိုင်းခဲ့တဲ့လူတန်ကြီးနဲ့တိုးလို့အစီအစဉ်ကအကောင်ကိုအလဲထိုးမယ်လို့တိုင်ပင်ကဝင်ရောက်တိုက်ခိုက်ကြပါတယ်။သို့ပေမဲ့လက်တိချက်တွေကိုမဖြုံတဲ့လူဘလူကြီးကိုဒီတိုင်းရှင်လို့မနိုင်တဲ့အတွက်ကျိုးဆိုင်တွေနဲ့လှုပ်မရအောင်အထက်ထက်ချီလိုက်ပြီးအုတ်ခဲတစ်လုံးနဲ့အဆုံးသတ်ပေးလိုက်ပါတယ်။ဒုံးကျီနာရောက်လာတဲ့တာမင်းကဆက်ကိုပြန်အသက်သွင်းလိုက်ပြီးမျိုးတော်ကိုလှမ်းကြည့်ကကြီးကျယ်တဲ့အနာဂတ်ကိုရှောက်လန်းဖို့အတိတ်ကိုမေးလို့မရကြောင်းရေရုပ်လိုက်ပြီးမှတခုခုကိုစဉ်းစားမိလို့ခလုံးမနှိပ်ဖြစ်တော့ပဲပွဲပြီးသွားပြီမို့လိုလာကိုလွတ်ပေးခိုင်းလိုက်ပါတယ်။သူဟာလူတန်းပေါင်းများစွာကိုတတ်မဲ့သူမဟုတ်ပဲစီးပွားရေးသမားသာဖြစ်လို့ဒီဘုံကိစ္စကိုလီနိုရိုစီလွှဲခဲ့ပြီးသူတို့ကဒီကထွက်သွားကြမယ်လို့ဆိုပါတယ်။ပြောညံ့လွန်းတယ်လို့ဝေဖန်လာတဲ့ရီဆယ်ကသူမအစီအစဉ်တိုင်းလုံးမဲ့ဆိုကတာမင်းကိုပြစ်ခတ်လိုက်ချိန်လိုလာကဝင်ရောက်တိုက်ခိုက်ပြီးတိုက်ပေါ်ကတွန်းချလိုက်ပါတယ်။ဒီအချိန်အပြေးရောက်လာတဲ့ဒေမီယန်တို့ဟာလူတိုင်းကိုကယ်ဖို့မင်းတို့ရောက်လာတာဝမ်းသာကြောင်းပြောနေပေမဲ့ဒေမီယန်ကတော့ဟိုဘက်ကပြောမဲ့ကုတ်ကိုလီနိုရိုက်ထည့်ရမှာကတာမင်းကိုဖမ်းဖို့ပြင်နေပြီမို့သူ့ကိုရှင်းပြခွင့်ပေးလိုက်ပါလို့လိုလာကဝင်ထောက်ခံပါတယ်။ငါအဖေကိုတတ်ခဲ့တဲ့ကိစ္စရှင်းပြသန်းဆိုလို့ဂျွန်ဂေါ်လီယာကိစ္စမှာသူ့ကိုအပြစ်ပုံချခဲ့တာဖြစ်ပြီးဒီအဆောက်အဦထဲတော့မဝင်ရသေးတဲ့မင်းအဖေကိုသူ့လူတွေကသွေးအေးနဲ့လှုပ်ကြံခဲ့ပြီးမှငါတကားဝါမှာထားခဲ့တာကိုစောင့်ကြည့်ကင်မရာမှာမြင်ခဲ့ရကြောင်းရှင်းပြနေချိန်လီနိုကင်ထားတဲ့ဖုန်းထဲကိုကုတ်ဝင်လာပါတယ်။လက်စားချေချင်နေတဲ့ဒေမီယန်ကတော့ရောက်လာတဲ့ကုတ်ဟာဇစ်ကုတ်ကြီးမို့ထောင်ချောက်ဖြစ်နေမယ်ဆိုတာကိုတောင်ရိုက်ထည့်ခိုင်းနေတဲ့အတွက်လီနိုပြောသလိုတစ်ဖက်ကလှည့်စားနေတာဖြစ်နိုင်ပြီးမင်းကိုမင်းအဖေလိုအတုံးချနေတာကိုတေချာစဉ်းစားရန်အကြံပေးပေမဲ့တတိလက်အောင်ရိုက်ခံလိုက်ရပါတယ်။လီနိုကလည်းဘုံကိုရက်မဲ့ကုန်းနံပါတ်ကမျိုးရဲ့စာပို့နံပါတ်အတိုင်းဖြစ်နေတာကိုတန်တရားမဝင်ဘူးလားတတိပေးနေပြီးသူ့ရဲ့အလိုလိုသိစိတ်အရာဒါကိုထည့်လိုက်တာနဲ့ပောက်ကွဲနိုင်ကြောင်းပြောပေမဲ့ဒေမီယန်ကခေါင်းနဲ့တိုက်ချလိုက်ပြီးတောင်းပန်ပါတယ်ဆိုက2မိနစ်ကျော်ပဲကြံတော့လို့ကုတ်ဖြစ်နေစဉ်လီနိုကဝင်ရောက်တားဆီးလိုက်ပြီးနှစ်ယောက်သားအချင်းချင်းတပ်ပုတ်နေချိန်ဘုံကအချိန်နီးကလာကြောင်းလိုလာကလမ်းអော်နေပါတယ်။စက္ကန့်30အလိုမှာကုတ်ကိုဖြည့်မဲ့ဒေမီယန်အားကားကိုပြန်ပေးဆွဲသွားတယ်ပြောပေမဲ့ကားမှအပြတ်စီမတွေ့ရလို့နောက်ဆုံးခဏတစ်ခုအတွက်9စက္ကန့်လောက်စောင့်ကြည့်ရန်လီနိုနဲ့တာမင်းကတောင်းဆိုပါတယ်။တကယ်လဲအချိန်ပြည့်တဲ့အခါပောက်ကွဲမှုဖြစ်မသွားတာကြောင့်အယူလောက်ခံရမှန်သိသွားတဲ့ဒေမီယန်အားဒီနေရာကိုအိုးဘရီကအကာအကွယ်မပေးဘူးလို့လီနိုကထောက်ပြနေသလိုတာမင်းကလည်းမကောင်းတာတွေအများကြီးလုပ်ခဲ့ဘူးတဲ့သူကမင်းအဖေကိုတတ်တဲ့ထဲတော့မပါခဲ့ကြောင်းဝန်ခံလာတဲ့အတွက်သူ့ဆောင်တောက်တစိမ့်ကိုထုတ်ကြည့်ကသူဟာဒီနေရာကလူအလုံးအတွက်ဘေးကင်းအောင်လုပ်ပေးမဲ့လူလို့ပြောရင်တစိမ့်ကိုလွှင့်ပစ်လိုက်ပါတယ်ဆိုတော့ဒီအမတ်ကြီးကိုဘာလုပ်မလဲဆိုလို့ပန်ရှင်စီပြန်ပေးရအောင်ဆိုက break machine ကလူအလုံးမျိုးတော်ခမ်းမကိုစီးနှင်းဝင်ရောက်လာကြပါတယ်အားနေပြေးလွှားချင်နေသူလီနိုကိုဓာတ်လေကားကတတ်မယ်လို့ခေါ်ကဘုံမပေါက်လို့ကြောင်တောင်ဖြစ်နေကြတဲ့မျိုးတော်ဝင်အခန်းထဲဝင်ရောက်သွားကြပြီးသူ့အတွက်သတင်းပေးဖြစ်သူလီနိုကိုပါမိတ်ဆက်ပေးပါတယ်တာမင်းကလည်းသူက break machine ရဲ့မျိုးတော်ဝင်လို့နှုတ်ဆက်လာပြီး neutron ဘုံကြီးကိုစပွဲပေါ်တင်ကကုတ်ကိုမေ့သွားပြီမဲ့ဒီ try ရဲ့ဈေးကုတ်ကိုပဲအစားကပြန်ရိုက်ခါကိုယ်တိုင်နှိပ်မလားနှိပ်ပေးရမလားလို့လက်ဆွဲမေးတဲ့အခါမှာအမိန်ကိုတိတိကျကျမလုပ်တဲ့မင်းကမင်းအဖေလို့ပြောညံ့တာပဲလို့ထုတ်ပြောလာပါတယ်မျိုးတော်ကိုဘေးကင်းစေဖို့ပြဿနာကြီးဖြစ်နေတဲ့အဲ့နေရာကိုဖောက်ခွဲရန်သူကိုယ်တိုင်ဘုံကိုပို့ပေးလိုက်တာကတရိษံတတကောင်းတွေအတွက်ဆိုလို့အသက်ရှင်ဖို့ရုန်းကန်နေရသူတွေကတရိษံလားမိမနဲ့ကလေးတွေကိုရှင်းပြချင်နေတဲ့ခမားတို့ကလားလို့တာမင်းကဝင်မေးပါတယ်မျိုးတော်ဝင်တယောက်အနေနဲ့မျိုးသူမျိုးသားတွေအကောင်းဆုံးဖြစ်ဖို့အတွက်လူစိုးသက်တိုက်ကို
ကိုရှင်းလင်းကျင်တာဆိုတဲ့စကားကြောင့်အတန်ပန်းဆက်ထုတ်ပြီးလိုက်ပြီးတစ်ဖက်တိုက်ပေါ်ကဗီဒီယိုရိုက်နေသူကိုပြကနောက်9မိနစ်နဲ့ခမားเจ้าသတင်းတက်လာလိမ့်မယ်လို့ပြောခဲ့လိုက်ပါတယ်ဒီလိုနဲ့ Detroit မြို့တော်ဝင်လဲဖမ်းဆီးခံလိုက်ရပြီး Brickman ရှင်းကိုတီးခြားကန်ရံထားတဲ့တတိုင်းတွေကိုဖြိုချရန်နဲ့ထိုမျိုးရဲ့မြို့တော်ဝင်အစ်စ်ကကျောင်းနဲ့ဆေးရုံတွေပြန်ဖွင့်ရန်ကြေညာလာပါတယ်အရင်လိုလက်နက်ကန်တွေနေရာအနှံ့မဟုတ်တော့ပဲပြန်လဲတက်ဝင်လာတဲ့မြို့ထဲမှာကလေးချို့ကိုပြင်းနှီးတင်ပေးနေတဲ့လီနိုတို့ထံဒေမီယန်ရောက်လာလို့စုကြည်အတော်ရခဲ့တာလားဆိုတဲ့လိုလာကိုဒီကားဟာမြို့တော်ဝင်ဖြစ်လာမဲ့တာမင်းကဒီကားကြီးနဲ့မဲဆွဲရတာမသိတော့လို့ပေးလိုက်ကြောင်းပြောပြရင် Brickman ရှင်းကိုလွတ်လပ်အောင်အတူကြိုးစားခဲ့ကြတဲ့လီနိုနဲ့လည်းထာဝရတငယ်ချင်းတွေအဖြစ်ဆက်ရှိနေတော့မှာဖြစ်ပါတယ်